လန်းအစမှာအသက်8နှစ်အရွယ်ရှောက်ယူဆိုတဲ့ကောင်လေးဟာရှေးအောင်ရှောင်းလင်ကျောင်းတော်ကြီးတွေကိုလမ်းလျှောက်ဝင်လာပါတယ်။သူကတာမန်ကလေးတော့မဟုတ်ပါဘူး။အသက်3နှစ်ကလေးကတိုင်းပညာကိုစနစ်တကျသင်ယူလာခဲ့တဲ့ထူးချွန်တဲ့တိုင်းပညာရှင်လေးပါ။ဒီနေ့ဟာသူ့ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရမယ့်နေ့ဖြစ်ပါတယ်။သူဟာအမွေးတိုင်းတိုင်းမကုန်ခင်ကျောင်းတော်ကစီနီယာတိုင်းသမား3ယောက်ကိုအနိုင်တိုက်ရမှာပါ။ရှောက်ယူဟာရှင်မြန်လာပါတဲ့တိုင်းခွက်တွေနဲ့စီနီယာတွေကိုအလွယ်တကူအနိုင်ယူပြီးစမ်းသပ်မှုကိုအောင်မြင်သွားပါတယ်။အဲ့ဒီနောက်သူရဲ့ဆရာကရှောက်ယူကိုကိုရီးယားနိုင်ငံမှာရှိတဲ့ကျောင်းတစ်ခုကိုအိတ်ချင်းကျောင်းသားအဖြစ်ဆေလွှတ်လိုက်ပါတယ်။ရှောက်ယူဟာကိုရီးယားမှာနာမည်ကြီးသိပ္ပံပညာရှင်ဒေါက်တာချန်းရဲ့အိမ်မှာတဲခိုရမှာဖြစ်ပါတယ်။ကိုရီးယားကိုရောက်တဲ့အခါမှာတော့ရှောက်ယူဟာဒေါက်တာချန်းရဲ့သမီးလန်တောက်ဘာတို့နဲ့ဆုံတွေ့ပါတယ်။လန်တို့မောင်နှမဟာအလုံးများလွန်းတဲ့သူတို့အဖေကြောင့်အထီးကျန်နေကြစုတွေပါ။တစ်ဖက်မှာလည်းဒေါက်တာချန်းဟာ239လို့ခေါ်တဲ့ဒေါ်လာတန်ရာတန်ကြီးရှိတဲ့လူရှု AI နည်းပညာကိုတီးထွင်ကားပါတယ်။အဲဒီနည်းပညာကိုအယူပန်တာလေးထဲမှာထည့်ပြီးသူကလေးတွေစီလက်ဆောင်အဖြစ်ပို့ပေးလိုက်ပါတယ်။ဒါကိုသိသွားတဲ့မစ္စတာရှန်ဦးဆောင်တဲ့လူဆိုးခိုင်ဟာအဲ့ဒီပန်တာရုပ်ကိုလူယူဖို့စ조사ပါတော့တယ်။လူဆိုးတွေဟာဒေါက်တာချန်ကိုဖန်ဆီးထားပြီးပန်တာရုပ်ထဲကကုန်နံပါတ်ကိုမေးပေးမယ်ဒေါက်တာကမပြောပါဘူး။နောက်ဆုံးမှာတော့လူဆိုးတွေဟာလမ်းကိုပါဖြန့်ပြီးဆွဲထားပါတယ်။ဒီအချိန်မှာရှောင်ယူနဲ့သူ့ရဲ့တငယ်ချင်းအသစ်တိုက်ကွမ်ဒိုချန်ပီယံချူနန်တို့ဟာလမ်းနဲ့ဒေါက်တာချန်ကိုခဲထုတ်ဖို့လူဆိုးကိုင်းရဲ့စခန်းကိုလိုက်သွားကြပါတယ်။ရှောင်ယူဟာရှောင်းလင်းတိုင်းပညာကိုအဆုံးချပြီးလူဆိုးတွေကိုတယောက်ချင်းစီနိုင်နေပါတယ်။ချူနန်နဲ့ဘာတို့ကလည်းဘေးကနေကူညီပေးကြပါတယ်။နောက်ဆုံးမှာတော့ရှောင်ယူရဲ့ထူးချွန်တဲ့တိုင်းပညာကြောင့်လူဆိုးတွေအလုံးအဖမ်းခံရပြီးဒေါက်တာချန်နဲ့လန်တို့မောင်နှမပြန်လဲဆုံတွေ့ကြပါတယ်။ဒေါက်တာချန်ကလည်းနောက်ကလေးတွေကိုပေးမထားတော့ဘူးလို့ကတိပေးလိုက်ပါတယ်။ကျောင်းရဲ့နှစ်ပတ်လည်ပွဲမှာတော့ရှောင်ယူနဲ့သူတငယ်ချင်းတွေဟာရဲရဲမှုအတွက်ဂုဏ်ယူဆုတွေရရှိခဲ့ကြပြီးဇလန်လေးကပျော်ပျော်ရွှင်ရွှင်နဲ့ပြီးဆုံးသွားပါတယ်။